ကျမတို့ရဲ့ day 5လေး day 5 ဟုတ် ည ပါဘူး6ချစ်ပါရဲ့ 5ပါဒီရောကျမတို့ညနေခင်းတစ် ည ချက် နေခင်းပေါ့နော် ဖြစ်ပါတယ် ဟုတ်ပါတယ် ကျမတို့ဘယ်သွားမှာလဲဆိုတော့ဗျိုက်တောင်သွားမှာဖြစ်ပါတ ဟု ယ် တ်ပါတယ် အားလုံးပဲလက်ခိကြပါစေ ကြည့်ပါဦး ဘိမ်မတီးလို့ရောင်းနေမှာဟုတ်လားရှားဝါပြီခွေးကြောက်ဘူးအော်အားကြောင့်မို့မမရတုံးလုံးယူမယ်နော်ဟုတ်တယ်ရှားဝိုင်းအလုံးပွားတာဗါလေအသားပွားတာယူရမယ်ဆိုလားဟုတ်လားကုန်ချိုးတယ် ရေးရေးလေးကြိုက်တယ်အဲ့လိုမျိုးပေါ့အမျိုးမျိုးပဲအဲ့ဒါလေးကောင်းတာထင်မလား ရှားပါကြီးတွေရလား ဒီဟိုတချမ်းနေကြရှိတယ်တချမ်းနေကြ ကြာမှာ တချမ်းနေကြရှိတယ်ဒီစားဖို့ဆိုတော့ဒီလေးရရှိမယ်ဒီစီလေးလေးရှိမယ်စတော့ပြီးရှိမယ်ဒီလေးရရှိမယ်အော်ဖုန်းလေးရအရေးလေး ဟုတ်ရတယ် ရတယ်ဒါကတစ်စက်ကူလေးရှိမယ်ဒါငါတက်ရှိမယ်တက်တိုက် တက်လေးရှိတယ်တောင်ကြီးပဲကြော်ရှိမယ်နော်ဟိုမှာစီလက်ဘီလိုရှိမယ် တောင်ကြီးပဲကျော်ဘယ်လိုရမှာလဲမ တောင်ကြီးပဲကြော်တစ်ခါ3ခါဒါလေးကဒါလေး6ခါမှာလေအမစီတန်းကြော်စီတန်းပြီးတာတချို့ဆိုင်အားတချို့900တော့အမဟုတ်တော့ပါ ဒါပဲပဲနော် အဲ့ဒါလေးပေးစိပေးပုတ်စီစိဒါကြောင်မှုကြော်ဒါကြောင်မှုကြော်ဒါမြေပဲယူဒါပဲချပူစားပူစားဒီကဒါလေးပဲအမိုင်း လေလေ ဟိုက်တောင်ရပါ လေကကိုကကူလာလေက ဟိုက်တောင်ဘူးရရမ်းလာတယ်ဒီတောင်တက်မှာဖြစ်ပါတယ်တောင်ကအမြင့်လေးတက်လေးတော့ကြည့်နိုင်တယ်ငင်းငင်းလို့ထင်ရပါမယ်အလေးတက်လေးတော့မတ်တယ်နည်းလေးတော့မတ်ပါတယ်စေရိုက်တောင်လမ်းတော်ကရီနေရတယ်မြင်ခွင့်ဖြစ်ပါတယ်မမိခင်ကတက်နေရမောလာတဲ့အောင်ပါဒီမှာရထားလမ်းလေးကိုကြည့်စီရလေးနေတိုင်းမောရောက်ပါပြီဒါမောဖြူအားလိုက်ကျမရဲ့အသက်ကြီးလာရင်ကျမတောင်တက်မှာမဟုတ်ဘူးပဲပြောပြီးတော့သွားနေတဲ့မမရရပါ
တက်လေချင်းနေကိုတော့ကိုပါရင်တိုင်းပဲတောင်တက်တဲ့အချင်းနေမိုက်ချင်းနေပြေလားမိုက်ရမ်းပြေလားတွေ့ငယ်ကလေမေးတားရေဆိုပြိုက်ကြီးဝိကာအုပ်ကြော်ညာဒီတောင်မရိုက်တာလို့ပြောတယ်ရိုက်တောင်ဖြစ်တာလားတော့မသိဘူးဟုတ်လားမသိပါထင်တာပြောတာပါအမ်ပလက်ရှိရဲ့ဒါလည်းလူတွေလည်းရှိရနော်အများကြီးပဲဒီအကင်ဆိုင်လေးတွေလည်းရှိရဲအဲတော့ညနေဆောင်ညနေခင်းလေးပေါ့နော်ကျွန်တော်ကတော့ပြန်တက်လာတော့မယ်ဘလို့ရဲ့ညနေခင်းပဲစေးတိုင်းမှာစေးဝယ်လို့ပါတို့အမ်ပလက်နဲ့ရတဲ့ဆိုင်လေးကိုထိုင်တာပါဘာလို့အပလက်ရတဲ့ဆိုင်မှာထိုင်ပြီးတော့ဝါရီအထဲမှာလည်းရတယ်ဒီမှာမွေးလေးတွေပါလေလုပ်လို့ရတယ်အချိန်မှာဘာမှုလေးပေါ့နော်ဒါပေါ်ဒါလေးလည်းရှိရယ်အမ်ပလက်လေးတစ်ဖြက်ကလုံးမှာစိတ်ရဖတ်ထား妈不要，你家 is also 别